Hallelujah ခုလိုအင်မတန်မှပဲတန်ဖိုးရှိတဲ့နေ့ Good Friday နေ့မှာဘုရားကျမ်းမာခြင်းပေးပြီးမှနှုတ်ကပတ်တော်ဝင်ငှားနိုင်ရတဲ့အခွင့်ကိုပေးတဲ့ဘုရားရှင်နာမတော်မှာဆက်တာယူဘုန်းကြီးပါစေဆိုတော့ဒီနေ့ဟာဆိုလို့ရှိရင်တော့ Good Friday နေ့ဖြစ်တယ်အနေနဲ့ရဲ့မှာရှိတဲ့အသင်းတော်တိုင်းမှာ Good Friday service ကိုကျင်းပကြတာဖြစ်တယ်ဆိုတော့ Good Friday ကအင်မတန်မှပဲဘယ်အရာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့နေ့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုကျွန်တော်လောကသားတွေအားလုံးအတွက်ကားတိုင်းမှာအသက်ဆွတဲ့နေ့ဖြစ်တယ်။သခင်ယေရှုကားတိုင်းမှာကျွန်တော်လောကသားတွေအားလုံးအတွက်အသက်ဆွတဲ့နေ့ဖြစ်တယ်။မိတ်ဆွေဒီနေ့သခင်ယေရှုကားတိုင်းမှာအသေးခံပေးတာမိတ်ဆွေအတွက်တည်ခံပေးတာဖြစ်တယ်ဆိုတော့သခင်ယေရှုကကားတိုင်းမှာသူတယောက်တည်းအတည်ခံတာမဟုတ်ဘူးဆိုတာနားလည်သဘောပေါက်စေချင်တယ်မိတ်ဆွေရဲ့အပြစ်အတွက်မိတ်ဆွေရဲ့အပြစ်မိတ်ဆွေရဲ့ကြိမ်ချက်အမင်္ဂလာတွေမိတ်ဆွေရဲ့မကောင်းတဲ့အရာတွေလုပ်တဲ့အပြစ်အလုံးစုံအတွက်သူဟာဒီနေ့ကားတိုင်းမှာမိတ်ဆွေရဲ့အပြစ်နဲ့ကြိမ်ချအမင်္ဂလာတွေအားလုံးကိုတည်ဆောင်ပြီးမှသူ့ပေါ်မှာတည်ဆောင်ပြီးမှမိတ်ဆွေအတွက်အသေးခံပေးတဲ့နေ့ဖြစ်တယ်ဆိုတော့ဒီ Good Friday နေ့မှာဖခင်သခင်ကကျွန်တော်လူသားတွေကိုဘလောက်ထိချစ်လဲဆိုတော့ကျွန်တော်တိတာထင်ရှားစွာနဲ့တွေ့ရတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Good Friday နေ့ဟာဆိုရှင်အင်မတန်မှပဲတန်ဖိုးကြီးလာတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဆိုတော့ရှင်ယောဟန်ခန်းကြီး3ခန်းငယ်14-16ထဲမှာကျွန်တော်ဗာတွေ့ရလဲဆိုလို့ရှင်တော့မောရှေသည်တော၌မွေကိုမြှောက်ထားတဲ့ကဲ့သို့လူသားသည်မြှောက်ထားခြင်းကိုခံရမည်အကြောင်းမူကားထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းသည်ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုဆွံ့တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တော်မူ၏မိမိ၌တပါးတည်းသောသားတော်ကိုဆွံ့တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ကျွန်တော်လူသားအားလုံးကိုချစ်တယ်လို့ကျမ်းစာပြောတာဖြစ်တယ်ဆိုတော့မောရှေကလည်းတော၌မွေကိုမြှောက်ထားတဲ့ကဲ့သို့လူသားတွေမြှောက်ထားခြင်းကိုခံရမယ်ဆိုတာကဘောလေယာကြံခန်းကြီး21ထဲမှာခန်းငယ်လေးခန်းရဲ့ကိုယ်ထဲမှာကျွန်တော်ဘာတွေးရလဲဆိုလို့ရှိရင်တော့ဣသရေလလူမျိုးတွေကသူတို့လန်ခရီးမှာပင်ပန်းလာတဲ့ချိန်မှာသူတို့ဖျားသခင်နဲ့မောရှေကိုသူတို့ကပြန်ပြီးမှပုံကန်ကြတယ်ဆန့်ကျင်ကြတယ်သူတို့ကမောရှေကိုပြောတာကဒီလိုခက်ခဲလာတဲ့နေရာတွေလုံးဝနေစရာမကောင်းတဲ့နေရာဒီနေရာမှာတဲကန်တာရကြီးမှာကျွန်တော်တို့ကိုခေါ်လာရသလားဒီနေရာမှာတည်ဖို့ကျွန်တော်တို့ခေါ်လာတာလားဒီနေရာထက်ငါတို့အီဂျစ်ပြည်မှာတည်လို့ရှိရင်တော့ကျွန်တော်တို့ပိုကောင်းမယ်ဆိုပြီးမှဖခင်ကသူတို့တဲကန်တာမှာသူတို့ခရီးသွားတဲ့ချိန်မှာမာနမုတ်ပေးတဲ့ဟာတွေကိုလည်းသူကဣသရေလလူမျိုးတွေက complain တယ်ဒီပုတ်ပြက်နေတဲ့အစားအစာကြီးကိုလည်းကျွန်တော်တို့မစားချင်ဘူးဆိုပြီးမှဣသရေလလူမျိုးတွေကဖခင်နဲ့မောရှေကို complain လာတယ်ဖခင်ကိုဆန့်ကျင်လာတယ်ဖခင်ရဲ့မဆခြင်းဖခင်ရဲ့လမ်းပြခြင်းဖခင်ရဲ့မျက်မှောက်တော်ကိုသူတို့ကဆန့်ကျင်လာတဲ့ချိန်မှာဖခင်ကမိမွေကိုဆေလွတ်တယ်မိမွေကိုဆေလွတ်တဲ့ချိန်မှာမိမွေကလူအများကြီးကိုကြိုက်တဲ့ချိန်မှာအဲ့မှာလူတွေချုပ်တည်ကြတယ်အဲ့ချိန်မှာမိမွေကြိုက်ခံရတဲ့ချိန်မှာဣသရေလလူမျိုးတွေကမောရှေကိုလာပြီးတော့မောရှေဘုရားဒီမှာပြန်ပြီးမှဆူတောင်းပေးပါကျွန်တော်တို့ဒီမှာမိမွေကြိုက်တော့အကုန်တည်တော့မယ်ဆိုပြီးမှမောရှေကိုပြန်ပြီးမှသူတို့နောင်တရပြီးမှပြန်ပြီးမှမောရှေစီမှာလာပြီးမှသူတို့ကျွန်တော်ပြောတာပြစ်မှားပါတယ်ကျွန်တော်တို့ပြစ်မှားမိပါပြီဘုရားကိုကျွန်တော်ပြစ်မှားသွားပြီကျွန်တော်အကုန်တည်တော့မယ်ဘုရားစီမှာဆူတောင်းပေးပါကျွန်တော်နောင်တရပါတယ်ဆိုပြီးမှမောရှေကိုတောင်းဆိုတဲ့ချိန်မှာမောရှေကဘုရားစီမှာဆူတောင်းတယ်မောရှေကဘုရားစီမှာဆူတောင်းတဲ့ချိန်မှာဘုရားကအင်မတန်မှထူးဆန်းတဲ့အရာတစ်ခုကိုလုပ်ခိုင်းတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့မောရှေမိမွေရုပ်ကိုလှုပ်ပြီးမှ
တိုင်မှာထောင်ထားပါအဲ့မိမွေရုပ်ကိုကြည့်တဲ့လူတိုင်းကအသက်ချမ်းသာရမယ်လို့မောရှေကိုအမိန့်ပေးလိုက်တယ်အဲ့ချိန်မှာမောရှေကဂျေဝါနဲ့မွေရုပ်ကိုလှုပ်ပြီးမှတစ်တိုင်မှာထောင်ထားတယ်ဆိုတော့ဖះမှားတဲ့အတိုင်းကဲလာကြမွေအကြိုက်ခံရတဲ့လူတွေအားလုံးနားထောင်ကြဒီမှာတိုင်မှာထောင်ထားတဲ့ဂျေဝါရုပ်ကိုကြည့်ကြနင်တို့အသက်ချမ်းသာရမယ်လို့မောရှေကပြောတယ်အဲ့ချိန်မှာဣသရေလလူမျိုးမွေအကြိုက်ခံရတဲ့လူတွေဘုရားစကားကိုယုံကြည်ပြီးမှငါကျမ်းမာမှာပဲဘုရားပြောတဲ့ဟာကိုကျွန်တော်လုပ်လို့ရှင်တော့ကျမ်းမာမှာပဲဆိုပြီးမှဂျေဝါရုပ်မွေကိုတိုင်မှာထောင်ထားတဲ့ဂျေဝါရုပ်မွေကိုကြည့်တဲ့လူတိုင်းကအသက်ချမ်းသာရကြတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဣသရေလလူမျိုးတွေအတွက်မိမွေကြိုက်ခံရတဲ့မိမွေရဲ့အစိတ်တောက်ထဲရနဲ့ကျမ်းမာနိုင်ဖို့အတွက်ကတိုင်မှာထောင်ထားတဲ့ဂျေဝါရုပ်ကိုသူတို့ကြည့်ဖို့လိုတယ်ဆိုတော့အဲ့ဒါကဘာကိုမိမောင်းထုတ်ပြလဲဆိုလို့ရှင်တော့ယောဟန်ခန်းကြီး3အခန်းငယ်14ထဲမှာကျွန်တော်တွေ့ရတယ်မောရှေကတောနိုင်မွေကိုမြောက်ထားတဲ့ကဲ့သို့လူသားကိုမြောက်ထားခြင်းကိုခံရမယ်တဲ့ထိုသားတော်ကိုယုံကြည်တော်သူအပေါင်းတွေဟာတဲ့ကျက်စီခြင်းကိုမရောက်ဘူးတဲ့ထာဝရအသက်ကိုရမယ်အားကြောင့်မလို့တဲကနာရမှာမွေအကြိုက်ခံရတဲ့လူတွေတေချင်းကြုံနေရတဲ့လူတွေဟာဂျေဝါရုပ်ကိုကြည့်ပြီးမှသူတို့အသက်ရှင်ချင်းပြန်ရတဲ့ကဲ့သို့ကျွန်တော်လူသားတွေအားလုံးအပြစ်အားလုံးအပြစ်ရဲ့ဝါမျိုးချင်းကိုခံရတဲ့လူသားအားလုံးကျွန်တော်တို့ထာဝရအသက်ကိုရနိုင်ဖို့အတွက်ကဒီနေ့ Good Friday နေ့မှာသခင်ယေရှုကားတိုင်းမှာပေးဆက်သွားတဲ့အရာကိုယုံကြည်ခြင်းအဖြစ်တာလေကျွန်တော်တို့ကယ်တင်ခြင်းကိုရရှိနိုင်မှာဖြစ်တယ်ကိုအကျင့်အဖြစ်ကိုဟာနဲ့ကိုဘလို့မှရယူလို့မရပါဘူးယေရှုတပါးတည်တာလေယေရှုကိုသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်မှသာလေထာဝရအသက်ကိုရမှာဖြစ်တယ်အဲဒါကြောင့်မလို့ယေရှုကြောင့်သာကျွန်တော်တို့ကလွတ်မြောက်ရတာဖြစ်တယ်ယေရှုကြောင့်သာအသက်ရှင်ရတာဖြစ်တယ်ယေရှုကြောင့်သာကျွန်တော်တို့ကျမ်းမာရတာဖြစ်တယ်မိတ်ဆွေဒီနေ့ယေရှုကားတိုင်းမှာသခင်ယေရှုကားတိုင်းမှာအသေးခံပေးတာယောမစစ်သားတွေရဲ့ရိုက်နှက်ခြင်းထိုးနှက်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းခံရတဲ့အရာတွေအားလုံးကမိတ်ဆွေလွတ်မြောက်ဖို့အတွက်မိတ်ဆွေကျမ်းမာဖို့အတွက်မိတ်ဆွေထာဝရအသက်ရဖို့အတွက်သခင်ယေရှုကားတိုင်းမှာအသက်သေပေးတာဖြစ်တယ်။ယေရှုကားတိုင်းမှာလုပ်ပေးသွားတဲ့ယုံကြည်လိုက်ပါဣသရေလလူမျိုးတွေမွေအကြိုက်ခံရတဲ့လူတွေတရားမဲ့လူတွေဂျေဝါရုပ်ကိုကြည့်မှကျမ်းမာတယ်လို့တက်ကိုသူတို့ပြန်ရတယ်လို့အသက်ပြန်ရှင်တယ်လို့ကျွန်တော်တို့အပြစ်သားတွေကယ်တင်ခြင်းထာဝရအသက်ကိုရနိုင်ဖို့တကယေရှုကိုယုံကြည်ဖို့ပဲယုံကြည်မှသာလေကျွန်တော်တို့ထာဝရအသက်ကိုရရှိမှာဖြစ်တယ်အားကြောင့်မလို့ဒီနေ့ Good Friday နေ့ဟာကျွန်တော်ကဘာသူကဘာသားတွေအားလုံးအင်မတန်မှပဲတန်ဖိုးရှိတယ်အင်မတန်မှပဲဘယ်အရာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့နေ့တစ်နေ့ဖြစ်တယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ